အားလုံးပဲမင်္ဂလာပါရှင်။ယနေ့ကြောက်လာကြပါတော့ကျောင်းဆရာကြီးနဲ့တကွာဆရာဆရာမများအကဲဖြတ်ထိုင်ယူကြီးမင်းများကျောင်းသားကျောင်းသူများအားလုံးကိုမီးတို့မာတွေဖွဲရမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်။မီးကတော့ပဲခူးမျိုးရဲ့ကုန်းဆောင်အောက်ဆက်ချိုင်ကိုပိုင်ရန်ကျောင်းမှာအထမတန်းတွင်ပညာသင်ယူနေတဲ့မပြည့်ကျင်စင်သားပဲဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အီဂျစ်ကိုပိုင်လဲအကြောင်းရဲ့တတမထဲမှာပညာလေးလာစီဖို့နေရဲ့ကျမမက်ရင်ပွေးပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမကတော့အီဂျစ်ကိုပိုင်လဲအကြောင်းရဲ့ဆတမထဲမှာပညာသင်ယူနေတဲ့မက်ကျန်စင်ရှုလက်ပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါညီမလေးတို့ရေမင်္ဂလာပါမမနဲ့ညီမလေးရေမင်္ဂလာပါမမတို့ရေဒီနေ့မမတို့ဆွေးနွေးသွားမယ့်ခေါင်းစဉ်လေးကဘာများဖြစ်မလဲကွယ်ဟုတ်ကဲ့ပါမမရေဒီနေ့ညီမတို့ဆွေးနွေးသွားမယ့်ခေါင်းစဉ်လေးကတော့လူငယ်နဲ့ယနေ့ခေတ်ရေးဆိုင်နေရတဲ့အချင်းရာပဲဖြစ်ပါတယ်ရှင်လူငယ်နဲ့ယနေ့ခေတ်ရေးဆိုင်ရတဲ့အချင်းရတယ်လားရှင်ဒါဆိုမမကောလူငယ်တွေကိုဘယ်လိုထင်မြင်မိလဲရှင်ငယ်တွေကတော့တက်သစ္စာနေရောဝက်မျိုးစားပန်းလေးနဲ့တူပါတယ်တက်သစ္စာနေရောဆိုတာကတော့အလင်းရောင်တွေရောင်ကြီးတွေထုံးလင်းတောက်ပါမို့အဆက်ပြိုးနေတဲ့ကာလာပေါ့ကွယ်ဝက်မှုကစားပန်းလေးကတော့လှပစွာပွင့်လန်းနိုင်မှုအတွက်အဆက်ပြိုးတဲ့ကာလာတစ်ခုကိုပြောတာပေါ့ကွယ်မမတို့လူငယ်တွေအနေနဲ့ရှေးရှောက်ကဖြစ်ကြုံရမယ်အခက်ခဲတွေကိုမမတို့အတွေ့အကြုံကောင်းတွေဖြည့်ရှင်းရဖို့အတွက်တင်ယူစုဆောင်နေရတဲ့ကာလာတစ်ခုလည်းဖြစ်တာပေါ့ကွယ်လူငယ်တွေဆိုတာကအနာဂတ်အတွက်အရေးပါတဲ့လူသားမျိုးစိတ်တွေလည်းဖြစ်တယ်လေဟုတ်တာပေါ့မမရေလူငယ်ဆိုရတော့ရေဆိုင်ရကက်ခဲလေးအများကြီးရှိနိုင်တာပေါ့နော်ဒါဆိုညီမလေးကတော့လူငယ်နဲ့ပတ်သက်ပြီးဘယ်လိုခန်းခန္ဓာလေးမျိုးကိုဆွေးနွေးကြလဲကွယ်ညီမကတော့လူငယ်နဲ့ပညာရေးဆိုတဲ့ခန္ဓာလေးကိုဆွေးနွေးကြပါတယ်ရှင်ယနေ့ခေတ်နဲ့နိုင်ရှင်ပြီးပြောရမယ်ဆိုရင်တော့မိဘတွေကတသမီတွေကိုစာတော်စေခြင်းနဲ့အောင်မြင်တဲ့သူတွေဖြစ်စေခြင်းနဲ့ပညာရေးရဲ့ပွက်လက်တက်စေကြတာပဲရှင်မိဘတိုင်းကတသမီတွေကိုစစ်စီးပြီးမျက်ရည်နာကိုပဲမြည်ကြည့်ကြတာမဟုတ်လားမမတို့ရေအဲ့ဒီလိုမိဘတွေကတသမီတွေကိုအောင်မြင်စေခြင်းနဲ့အတွက်ပညာမျိုးစုံရအောင်သင်တန်းတွေထားပေးကြတာပေါ့ရှင်အချို့မိဘတွေကလည်းတသမီတွေကိုစားတော်စေခြင်းနဲ့အတွက်သင်တန်းမျိုးစုံကိုအချိန်ပြည့်တက်ခိုင်းကြတာပေါ့ရှင်ဒါပေမဲ့လူငယ်တွေဘက်ကကြည့်မယ်ဆိုရင်တော့သူတို့ရဲ့အချိန်များစုကသင်တန်းတွေတက်ရင်းနဲ့ပဲကုန်ဆုံးနေရလို့ဖြစ်နေတာပေါ့ရှင်ပြီးတော့သူတို့ပေါ်မှာလည်းဖိအားပေးနေလို့ဖြစ်နေတာပေါ့မမတို့ရေဟုတ်တာပါညီမလေးရဲ့ဒါဆိုလူငယ်တွေမှာရောအားလက်ချိန်ရှိတဲ့နယ်လို့ထင်လားကွညီမကတော့လူငယ်တွေမှာလည်းအားလက်ချိန်ရှိတဲ့နယ်လို့ထင်ပါတယ်ရှင်ဒါပေမဲ့အားလက်ချိန်ဆိုပေမဲ့လည်းဂိမ်းစောဖို့ဖုန်းကြည့်ဖို့အတွက်တော့မဟုတ်ရပါဘူးရှင်လူငယ်တွေမှာလည်းသူတို့သင်ယူပြီးသားပညာတွေကိုပြန်လည်အသုံးချဖို့ချိန်ဆိုတာရှိတဲ့ပါရှင်ကိုမတနန်းတွေနဲ့အချိန်ပြည့်နေတယ်ဒါပေမဲ့ရေကူးတနန်းတက်တယ်ဒါဆိုရေကူးလက်ကျဖို့အချိန်ရောရရလားပြီးတော့တယောတို့တင်တဲ့တဲ့ဒါဆိုတယောတို့လက်ကျမှုအချိန်ရောရရလားအဲ့ဒီလိုပါပဲရှင်ကိုကပညာတွေကိုသင်ယူနေတယ်ဒါပေမဲ့ပြန်လဲအသုံးချဖို့ချိန်မရှိဘူးဆိုရင်တော့ကိုသင်ယူနေတဲ့ပညာတွေကအလကားပဲဖြစ်ကုန်မှာပေါ့ရှင်ဟုတ်တာပေါ့ကွယ်ညီမလေးဒါဆိုကိုကပညာတစ်ခုကိုသင်ယူနေတယ်ဒါပေမဲ့ကိုကဝါသနာမပါဘူးဆိုရင်ဘယ်လိုခက်ခဲတွေကြောင့်တွေ့လာနိုင်လဲကွယ်ဟုတ်ကဲ့ပါမမရေညီမဥပပါတွေနဲ့ပြောရမယ်ဆိုရင်တော့ညီမတငယ်ချင်းတယောက်ကပတိဆဲတင်နန်းတက်တယ်ဒါပေမဲ့သူကပတိဆွေးရတာကိုဝါနံပါဘူးပေါ့ရှင်နောက်တငယ်ချင်းတယောက်ပြန်တော့လေဂီတာတီးတင်နန်းတက်တယ်ဒါပေမဲ့ဂီတာတီးရတာကိုဝါနံပါဘူးပေါ့ရှင်ဒါနဲ့ပဲအဲ့ဒီဂီတာတီးတင်နန်းတွေပတိဆွဲတင်နန်းတွေပြီးဆုံးသွားပေမဲ့သူတို့ကအဲ့ဒီတက်ပညာတွေကိုမတက်မြောက်လာဘူးပေါ့ရှင်အဲ့ဒီလိုပါပဲရှင်ကိုကပညာတွေကိုသင်ယူနေတယ်ဒါပေမဲ့1 number ဘူးဆိုရင်တော့ကိုသင်အဲ့ဒီပညာတွေကိုဘလောက်ပဲသင်ယူဘယ်တော့မှတက်မြောက်လာမှာမဟုတ်ပါဘူးရှင်အချို့လူတွေကပြောကြတယ်ဆရာဝန်ကြီးဖြစ်မှအင်ဂျင်နီယာကြီးဖြစ်မှအောင်မြင်တယ်တဲ့ညီမကတော့အဲ့ဒီလိုဆရာဝန်ကြီးဖြစ်မှအင်ဂျင်နီယာကြီးဖြစ်မှအောင်မြင်တယ်လို့မယူဆပါဘူးရှင်ကိုဝါနာပါတဲ့ຢာတခုကိုစိတ်ပါလက်ပါဆွမြဲလောက်ကင်ပြီးဟိုးထိတ်ဆုံးထိရောက်မှအောင်မြင်တဲ့သူတယောက်ဖြစ်နိုင်မယ်လို့ညီမကတော့ယူဆမိပါတယ်ရှင်ဒါဆိုမမတို့လိုအသက်အရွယ်နဲ့အတန်းပညာမကိုက်တာရောဘယ်လိုထင်မြင်မိလဲညီမလေးညီမအနေနဲ့ပြောရမယ်ဆိုရင်တော့ပညာလိုအိုဒီမရှိဆိုတဲ့အတိုင်းပဲပညာသင်ယူရမှာအသက်အရွယ်ပိုင်းခြားရဆိုတာအရေးမကြီးပါဘူးရှင်အသက်20ကျော်နဲ့12တန်းပြည့်ရဲ့သူတွေတောင်ရှိသေးရမဟုတ်လားရှင်ညီမတို့တွေကအိုမင်းနဲ့အထိပညာမျိုးစုံကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်အသက်အရွယ်တွေဆိုတာကိန်းကနန်းနေတာဖြစ်တဲ့အတွက်ပညာသင်ယူရမှာလုံးဝအရေးမကြီးပါဘူးရှင်ဟုတ်တာပါညီမလေးရဲ့ညီမလေးပြောတော့တဲ့လူငယ်နဲ့ပညာရေးကဏ္ဍလေးအားဆိုယနေ့ခေတ်မှာတွင်တွင်းနေတဲ့အရာတစ်ခုပါပဲကွယ်ဟုတ်ပါတယ်နော်ဒါဆိုမမကရောလူငယ်နဲ့ပတ်သက်ပြီးဘယ်ကဏ္ဍမျိုးကိုဆွေးနွေးခြင်းတလဲရှင်
အမကတော့လူငယ်နဲ့လူကြီးကြဆက်ဆံရေးကဏ္ဍမျိုးကိုဆွေးနွေးကြမှာညီမလေးယနေ့ခမှာလူငယ်နဲ့လူကြီးကြဆက်ဆံရေးဟာဆိုလို့ရှိရင်ရေပန်းဆောင်နေလားမရတီလူတိုင်းပတ်သက်ဖျားမှာဆွဲနေရတစ်ခုပေါ့ရှင်လူငယ်နဲ့လူကြီးကြဆက်ဆံရေးဆိုကြတဲ့ကတာသမီနဲ့မိဘကြဆက်ဆံရေးလဲဟုတ်တယ်လို့ចောင်းသားចောင်းသူတွေနဲ့ဆရာဆရာမတွေကြကဆက်ဆံရေးလို့ပြောရင်လည်းမမှားနိုင်ပါဘူးနော်လူငယ်နဲ့လူကြီးတွေအသက်ရဲ့အရန်ခွာချတာကြောင့်အတွေ့ခေါ်ပိုင်းကလည်းလုံးဝမတူပဲစัจจမှတ်မျိုးရှိတာပေါ့ရှင်အခါကြလို့ရှိရင်လူကြီးနဲ့လူငယ်ကြဆက်ဆံရေးတွေကကတော့ကစားဖြစ်တာပေါ့ရှင် အဲ့ဒါဆိုမမရေယနေ့ခေတ်မှာလူကြီးတွေကလူငယ်တွေကိုတင်းကျပ်စွာဆက်ဆံတာကိုရောဘယ်လိုထင်မြင်မိသလဲရှင် လူကြီးတွေကတော့သူတို့ကြီးပြင်းလာတဲ့အတိုင်းစီကန့်ရှိအိမ်တွေရှိနေထိုင်စီကြကြတယ်ဒါပေမဲ့လူငယ်တွေကအဲ့လိုနေနေရတာမျိုးကိုမနဲ့တက်ဘူးတင်းကျပ်တယ်ချုပ်ချယ်တယ်ဖိအားပေးမှုများတယ်ဆိုပြီးထင်ကြတာပေါ့ကွယ် ဒါဆိုလူကြီးတွေနဲ့လူငယ်တွေကြားမှာပြည်လည်မှုအတွက်ဘယ်လိုပြုမှုနေထိုင်ကြလဲညီမလေးရေ လူငယ်တွေကခန်းစားချက်မျိုးမျိုးဖြစ်ပေါ်တတ်တဲ့အရွယ်ဆိုတော့မမရဲ့လူကြီးတွေကစပရိတ်လိုပြေးရများများနဲ့ဖိလေလူငယ်တွေကပြန်ကတ်ထုတ်လိုမျိုးပြက်စီတာပေါ့ကွယ်ကိုစားပြုမှာကိုရဆိုတဲ့စကားပုံတိုင်းပဲလူငယ်နဲ့လူကြီးကြဆက်ဆံရေးကောင်းမွန်မဆိုလို့ရှိရင်နားလည်မှုတွေလေးစားမှုတွေချင်းချင်းရှိတင်တာပေါ့လူငယ်တွေကလည်းလူကြီးတွေပြောတာကိုနားထောင်ရမယ်လူကြီးတွေကလည်းလူငယ်တွေဆုံးမတဲ့ခါကျရင်အော်ဟစ်တောင်းတနေရမျိုးမဟုတ်ပဲနဲ့ပြပြလဲလဲနဲ့ကောက်ကောက်မွန်မွန်ပြောပြတင်တာပေါ့အခါကျမှလူငယ်နဲ့လူကြီးကြဆက်ဆံရေးတွေကကောက်ကောက်မွန်မွန်နဲ့ပြပြလဲလဲရှိနိုင်မှာဖြစ်ပါတယ်မမရေ အဲ့ဒါတော့ဟုတ်ပါပြီမမရေဒါပေမဲ့အချို့လူငယ်တွေမှာတော့စိတ်တရားရတာမျိုးကိုတွေ့ရပါတယ်ရှင်အဲ့လိုစိတ်တရားမျိုးကိုဘယ်ဆက်ဆက်ရေးမျိုးကနေရတယ်လို့ထင်မိတယ်လဲရှင် အမကတော့မိဘတွေကအမြဲစုပူချိန်မောင်းနေမယ်ဖိအားပေးမယ်မလုံးနိုင်တာကိုမလုံးနိုင်ရကောင်းလားဆိုပြီးထိုးနေမယ်မိမိကလေးဖြစ်ချင်တဲ့ sporting ဆိုရဲထောက်ပံ့မှုမပေးဘဲနဲ့မိမိဖြစ်ချင်တာကိုပဲပုံစံကွက်ထဲမှာထားမယ်ဆိုလို့ရှိရင်အဲ့ကလေးတယောက်ဟာစိတ်ရောလူပါပြင်မှန်ပြီးစိတ်ဓာတ်ရတာမျိုးတွေ့ရတတ်ပါတယ်စိတ်ဓာတ်မျိုးကတာသမီနဲ့မိဘကြားမှာပဲမဟုတ်ဘဲနဲ့ဆရာဆရာမနဲ့ကျောင်းသားတွေကြားမှာတကယ်ချင်းချင်းကြားမှာဆိုလို့ရှိရင်လည်းစိတ်ဓာတ်မျိုးဖြစ်ပေါ်တတ်ပါတယ်ရှင် ဆရာနဲ့အကြောင်းသားတွေကြားမှာဖြစ်ပေါ်လာတဲ့စိတ်ဓာတ်ရာရောဘယ်လိုမျိုးလဲညီမလေး ဘယ်လိုမျိုးလဲဆိုတော့တော်ရဲ့ចောင်းသားတွေကြတော့ချီမွန်းနေညနေចောင်းသားတွေကြတော့ကဲ့ရဲ့ပြောဆိုတာမျိုးတွေចောင်းသားចောင်းသူတွေအားလုံးနဲ့မှကွက်ပြီးနှိမ်ခံရတာမျိုးတွေចောင်းသားចောင်းသူတွေပေါ့အရှိတ်ရစီမဲ့စကားမျိုးတွေတုံးတာဆိုလို့ရှိရင်ចောင်းသားတယောက်ကိုစိတ်ပင်ပန်းပြီးစိတ်တရားရစီအောင်သာမကအသက်ကိုပါသိစေနိုင်ပါတယ်မမရဲ့ ဒါဆိုစိတ်ဓာတ်ရာဆိုရဲရာတော်တော်ကြောက်ဖို့ကောင်းတာပဲနော် ဒါပေါ့မမရဲ့တိတ်ကိုကြောက်ဖို့ကောင်းတဲ့အရာတစ်ခုပေါ့မမရောယနေ့ခေတ်နဲ့ပတ်သက်ပြီးဘယ်လိုလူငယ်နဲ့ပတ်သက်ပြီးဘယ်လိုကဏ္ဍလေးမျိုးကိုဆွေးနွေးကြလဲရှင် မမကတော့ဒီနေ့ခေတ်လူငယ်တွေကြားမှာရေပန်းစားနေတဲ့လူငယ်နဲ့ချစ်ရေးဆိုတဲ့ခဏလေးကိုဆွေးနွေးချင်ပါတယ်ကွယ်ခုခေတ်လူငယ်တွေကစေကျော်တဲ့ရွယ်မှာတွေ့တဲ့အချစ်တစ်ခုကိုဘဝကြီးလို့ထင်ပြီးအချစ်တစ်ခုတွေကိုဘဝကြီးလုပ်နေကြရလေဒီလိုနဲ့အချစ်တွေမှာပဲနစ်မြုပ်နေမယ်ဆိုရင်လူငယ်တွေရဲ့အနာဂတ်တွေဘဝတွေကဘယ်တော့မှလှမလာနိုင်မှာမဟုတ်ပါဘူးကွယ်အခုခေတ်ထဲကလူငယ်တွေဆိုလို့ရှိရင်လေးတိုက်လို့တည့်ရလေးလှုပ်ရှားသွားရင်တော့မှစိတ်ထဲမှာကြိတ်ပြီးကြီးညွန်းနေကြတာဆိုတော့ဒီလိုမျိုးအချစ်တွေမှာပဲစိတ်တွေနစ်မြုပ်သွားမယ်ဆိုလို့ရှိရင်တကယ်ကိုမကောင်းပါဘူးညီမလေးရဲ့ကိုကပြန်ပြင်လို့မရတော့မဲ့အမှားတစ်ခုကိုဒီအချစ်ကြောင့်လှမ်းမိပြီးဆိုရင်တစ်သက်လုံးနောက်နိုင်နဲ့ရနေရမှာပေါ့ကွယ် ဟုတ်တော့ပါမမရဲ့မမဆွေးနွေးမယ်လူငယ်နဲ့အခြေရေးခန္ဓာလေးကအခုခေတ်လူငယ်တော်တော်များများရင်ဆိုင်နေရတာမို့လို့နောက်ဆက်တွဲဖြစ်ပျက်တွေကိုလည်းပြောပြပါအောင်မမရေ ပြပြမှာပေါ့ညီမလေးရဲ့လူငယ်တွေဆိုတာကသူတို့ဖြစ်ချင်တဲ့အရာတွေကိုရှေ့တန်းတင်တတ်ကြတယ်တစွတ်ထုတ်လုပ်တတ်ကြတာတွေရှိတယ်လေမမတို့လိုလူငယ်တွေကအခုချိန်မှာဆိုရင်မြင်မြင်သမျှအရာအလုံးကိုကောက်ကောက်ဆွတ်ဆွတ်အထုမြင်တတ်တင်ကြရလေကိစ္စထူထရန့်ဖြစ်ပြီးဆိုတာနဲ့နောက်ကနေလိုက်လုပ်ချင်ကြတယ်ဒီအရာကိုကောင်းတယ်ဆိုတဲ့ကိုအရင်ဝေဖန်ပိုင်းချမဲ့အစားအရင်လုပ်လက်ကြတာပဲလေဒီလိုပဲမိကောင်ပေါက်ရွယ်မှာစစ်စကားကြိုက်စကားတွေမှာတာယာတတ်ကြတာအပြည့်တွေမှာတာယာတတ်ကြတာပြောင်းဝဲတတ်ကြတာတွေရှိတာပေါ့ညီမလေးရဲ့ ဒါဆိုမမရေညီမတို့လိုလူငယ်တွေကရောဘယ်လိုစီစဉ်နေထိုင်တင်တယ်လဲရှင် မမတို့လိုလူငယ်တွေအနေနဲ့ဆိုရင်အရာရာမှာလုံလုံကျွတ်ကျွတ်မဖြစ်ရသူ့နေရာနဲ့သူထိမ့်သိမ့်စင်ကြင်နေထိုင်ကြပါရဲ့ယောက်ျားလေးတွေနဲ့ပြောရမယ်ဆိုရင်မိန်းကလေးတွေအပေါ်မှာဖြူစင်ရပါမယ်နှစ်မသားချင်းစာနာတတ်ကမယ်တမိုးထတတ်ကပါမယ်မိန်းကလေးတွေအနေနဲ့ကနေတတ်ထိုင်တတ်ရမယ်အရှုံးမလွဲတတ်ရမယ်ကိုယ့်ရဲ့သိက္ခာတရားကိုကိုငဲကွက်ပြီးချစ်ခင်မြန်လို့တတ်ရပါမယ်ဒီအချစ်တွေနဲ့အချစ်တွေနဲ့ပတ်သက်လာရင်ပညာရေးပိုင်းမှာလည်းဆွဆွရရထိခိုက်စေနိုင်ပါတယ်နော် ဟုတ်ပါပြီမမရေဒါဆိုအချစ်ရေးကပညာရေးကိုလည်းထိခိုက်စေနိုင်တာပေါ့နော် ဒါပေါ့ညီမလေးရဲ့ပညာရေးကိုထိခိုက်နိုင်တာပေါ့ဒီကနေပြီးတော့မတို့ပညာကြီးရာတွေကိုစိတ်နဲ့လိုက်မယ်ဆိုရင်ပညာရေးဘက်မှာစိတ်ပေါ်သွားတာတွေစိတ်ဝင်သွားတာမျိုးတွေဖြစ်တတ်တယ်လေဒီလိုကနေစိတ်ပြည့်ပြည့်သွားပြီးတော့ပညာရေးမှာစိတ်မဝင်စားတော့တာစာရီမလုံးချင်တော့တာစာရီမလိုက်နိုင်တော့တာအဲ့ဒီကနေတဖြည်းဖြည်းနဲ့စာကိုစိတ်မဝင်စားတော့ပဲလမ်းမရောက်သွားနိုင်ပါတယ်ဒီလိုမျိုး
လူငယ်တွေဆိုတော့ထိခိုက်လဲတဲ့ပြည့်ရှာလဲတဲ့စိတ်ခံစားမှုကအရန်မြန်ဆန်တယ်ဒီလိုအရွယ်မှာအချစ်ကိုဘွားကြီးထင်မှတ်ကြတယ်ဒါပေမဲ့အချစ်ကလူငယ်တွေကဖောပြပြလို့တွေးကြတယ်လူငယ်ထင်နေတယ်လို့အချစ်ကဖောပြပြရတော့မဟုတ်ပါဒီကအနက်အရသာနဲ့ပြည့်ပြည့်စုံပြီးတော့နှစ်လိုပဲအစိတ်တစ်ခွက်လိုပါပဲညီမလေးရဲ့ဒါကြောင့်မလို့လူငယ်တွေနေနဲ့အချစ်ဆိုတဲ့အရာကိုအစမ်းတတ်တင်ပါအောင်နော် ဟုတ်ပါတယ်မမရေမမဆွေးနွေးသွားတဲ့လူငယ်နဲ့အခြေကဏ္ဍဆိုလို့ရှိရင်လူငယ်တော်တော်များများရေးဆိုင်ရတဲ့အဓိကချက်လေးဖြစ်လောက်မယ်နော် ဟုတ်တာပေါ့မမတို့ဒီနေ့ဆွေးနွေးသွားတဲ့လူငယ်နဲ့လူကြီးသားကဆက်ဆံရေးပညာရေးအချစ်ရေးဒါတွေကလူငယ်တွေဒီနေ့ခေတ်မှာရေးဆိုင်နေရတဲ့ဒီကချက်တွေပဲလေကွယ် ဟုတ်ပါတယ်မမရေဒါကြောင့်ဒီနေ့ညီမတို့ဆွေးနွေးသွားတဲ့စကားဝိုင်းလေးကိုဖိုးတန်တာပဲနော် ဟုတ်ပါတယ်ရှင်ဒီလိုတန်ဖိုးရှိတဲ့စကားဝိုင်းလေးကိုအခုပဲရနာရတော့မှာဖြစ်တဲ့အတွက်ကျမတို့ညီမတွေနှုတ်ဆက်လိုက်ကြရအောင်လားရှင် ဟုတ်ကဲ့ပါရှင်ကျမတို့ညီမတွေခုလိုပြောကြားသွားတဲ့စကားဝိုင်းလေးကိုနားထောင်ပေးကြတဲ့ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်ကျမတို့ညီမတွေပြောကြားသွားတဲ့လူငယ်နဲ့ရနေခေတ်ရင်ဆိုင်နေရတဲ့အချင်းအစကားဝိုင်းလေးကိုဒီမှာပဲနှိကုံချော်လိုက်ရပါတယ်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်